ပရီးမီးယားလိသမိုင်းတစ်လျှောက်မှာနောက်တန်းခံစစ်မှုတွေရဲ့ညာဘက်အိမ်မက်ဆိုးရတဲ့အထိဝင်ရောက်6လနိုင်ခဲ့တဲ့တိုက်စစ်မှုဘယ်နှယောက်ရှိခဲ့ဘူးလဲပြိုင်မဲ့ပရိသတ်တွေကိုယ်တိုင်ကမုန်းတရားမယ်စာမတ်တရက်ပြီးတော့လက်ခုပ်တီဂုံပြူရလောက်အောင်လှပတည်တယ်လို့နဲ့ကိုသွင်းဆွဲရည်မျိုးပိုင်ဆိုင်ထားသူဘယ်နှယောက်ရှိခဲ့ဘူးလဲလန်ဒန်မြို့မြောက်ပိုင်းက Emirates Queen ရဲ့အရှိမဒူးလေးထောက်ပြီးတော့အောင်မွေးခံနေတဲ့ကျေးသွင်းရုပ်တုကြီးတစ်ခုရှိပါတယ်အဲဒီရုပ်တုကတာမန်ဘောလုံးသမားတစ်ယောက်ရဲ့ရုပ်တုမဟုတ်ပါဘူးသူကတော့ Arsenal ဆိုတဲ့နိုင်ငံတော်ကြီးကိုအုပ်စိုးခဲ့တဲ့ပြင်တစ်ပါနုပညာနဲ့ဘောလုံးစားနည်းကိုပေါင်းဆက်ပြသွားခဲ့တဲ့ပါရမီရှင်ပြင်သစ်သားကြီး Thierry Henry ပါပဲဒီနေ့မှာတော့ကျွန်တော် channel ကနေ Arsenal အသင်းရဲ့အကြီးအကျယ်ဆုံးစားသမား Gunners Great တဲ့ number 1 နေရာမှာရပ်တည်နေတဲ့ Henry ရဲ့ဘောလုံးဘဝဖြတ်သန်းမှုတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်အချိန်ကာလအဖြစ်လွန်ခဲ့တဲ့1996ခုနှစ်ဝန်းကျင်ကာလတုန်းကအီတလီစီးရီးကလပ် Juventus အသင်းမှာအစင်မပြေမှုတွေနဲ့ရုန်းကန်နေရတဲ့ပြင်သစ်လူငယ်စားသမားလေးတစ်ယောက်ရှိခဲ့ပါတယ်သူကတော့တောင်ပန်စားသမားနေရာမှာစားရလို့သူ့ရဲ့အလားအလာအစစ်မှန်တွေကိုထုတ်မပြနိုင်မဲနဲ့ပျောက်ဆုံးလူနေပါဖြစ်နေတဲ့ Henry ပါပဲဒီလိုနဲ့တနေ့မှာတော့ Arsenal အသင်းရဲ့နီးပြားကြီး Arsene Wenger ဟာသူ့ရဲ့အဓိကတိုက်စစ်မှု Nicolas Anelka ကို Real Madrid အသင်းစီကိုရောင်းထုတ်လိုက်ရပြီးတဲ့နောက်မှာတော့အစားထိုးဖို့အတွက် Henry ကိုပေါင်17 သန်းနဲ့ခေါ်ယူဖို့ဆုံးဖြတ်လိုက်ပါတော့တယ်ပြောရရင်အဲ့ဒီချိန်ကအင်္ဂလန်မီဒီယာတွေပြည်သက်တွေကဒီပြင်သစ်ကောင်လေးကအန်ကနေရာကိုအစားထိုးနိုင်မှာမလားဆိုပြီးတော့တန်တရားမျက်လုံးတွေနဲ့ကြည့်ခဲ့ကြတာပါ။ Henry တယောက်လန်ဒန်ကိုရောက်ချင်းအစားပိုင်း10ပွဲဆက်တိုက်ဂိုးပေါက်ပြောက်ခဲ့ပါတယ်။တော်လိုင်းတစ်ခုကိုစတင်မှုစူးစမ်းနေတဲ့လူငယ်လေးတယောက်လိုပဲ PR တွေအများကြီးအောက်မှာရုန်းကန်ခဲ့ရပါတယ်။ဒါပေမဲ့ဆော်သန်တန်အသင်းနဲ့ကစားတဲ့ပွဲမှာပထမဆုံးသွင်းဂိုးကိုရောက်နိုင်ခဲ့ပြီးတဲ့နောက်မှာတော့ Arsenal ရဲ့သမိုင်းစာမျက်နှာတစ်ကိုဖွင့်လိုက်ပါတော့တယ်။Wengerက Henry ကိုတောင်ပန်စားသမားဘွားကနေအထောင်တိုက်စစ်မှုဖြစ်ပြောင်းလဲကစားခိုင်းခဲ့တဲ့ဆုံးဖြတ်ချက်ဟာ Arsenal သမိုင်းမှာအကြီးကျယ်ဆုံး master stroke တစ်ခုဖြစ်လာခဲ့ပါတော့တယ်။ Arsenal တိုက်စစ်က Henry ဦးဆောင်မှုအောက်မှာအင်အားတောင့်တင်းလာသလိုစိတ်ဓာတ်အားဖြင့်လည်းပြည့်စုံလာခဲ့ပါတယ်။ Henry ရဲ့ကစားဟန်ကတခြားတိုက်စစ်မှုတွေနဲ့လုံးဝမတူပါဘူး။ဘယ်တောင်မှန်းနေဘောလုံးဆွဲပြေးလာမယ်ခံစစ်မှုတွေကိုအသာလေးလှည့်စားကြော်ဖြတ်မယ်ပြီးရင်ဂိုးသမားရဲ့အဝေးတိုင်ထောင်းကိုညာချီအတွင်းပိုင်းလေးနဲ့ခက်ကွေးကွေးလေးကန်သွေးလိုက်တဲ့ style ဟာသူ့ရဲ့မူပိုင် trademark ဖြစ်လာခဲ့တာပါ။သူ့ရဲ့အပြေးဟုန်ကစစ်တပ်တကောင်လိုလှင်မြန်လုံးသလိုဘောလုံးထိန်းသိမ်းမှုကလည်းမော်ဆန်လုံးပါတယ်။အထူးသဖြင့် Manchester United နဲ့ကစားတဲ့ပွဲတစ်ပွဲမှာပြင်သစ်လိန်စင်ကူသမားကြီး Bartes ကိုလှည့်တော်မကြည့်ပဲဘောလုံးကိုလေထဲပင့်တင်ပြီးတော့အဝေးကနေမြေမကျကန်သွင်းသွားတဲ့ဂိုးဆိုရင်အခုချိန်ဒီ Premier League ရဲ့အလှပဆုံးသွင်းငွေတွေထဲမှာထိပ်ဆုံးကပါဝင်နေတော့ပါပဲ။ဂိုးသမား Bartes ခင်ဗျာတိုက်တန်းရိုက်လို့ရက်ကြည့်နေကြရတဲ့အထိပါပဲ။ဒီလိုနဲ့အချိန်တွေကုန်လွန်လာပြီးတော့2003-2004ရာသီကိုရောက်လာတဲ့ချိန်မှာတော့ Henry နဲ့ Arsenal အသင်းဟာအင်္ဂလိပ်ဘောလုံးသမိုင်းမှာဘယ်သူမှမလုံနိုင်ခဲ့တဲ့နောက်ထပ်လည်းလုံနိုင်မှုခင်းရင်လာတဲ့စွမ်းဆောင်ရည်တစ်ခုကိုပြသနိုင်ခဲ့ပါတယ်။ဒါကတော့ Premier League တရားတီလုံး38ပွဲကစားရမှာတပွဲမှရှုံးနေခြင်းမရှိပဲရွှေဖလားကြီးကိုကင်မြောက်နိုင်ခဲ့တဲ့ The Invisibles ရှုံးမမရှိရွှေအောင်ရာသီပါပဲ။ဒီရာသီမှာ Henry ဟာဂိုး30အထိသွင်းယူခဲ့ပြီးတော့ရွှေဖနက်ဆုကိုရရှိခဲ့ပါတယ်။သူဟာဂိုးသွင်းဆက်သက်မဟုတ်ပါဘူး။အသင်းမော်ရီဂိုးသွင်းနိုင်အောင်ဖန်တီးပေးတဲ့ assist နေရာမှာလည်းပါရမီရှင်တယောက်ပါ။အခြားတစ်ဖက်မှာလည်း Henry ကိုစောင့်ကြည့်နေခဲ့ကြတဲ့ကမ္ဘာ့ထိပ်တန်းကလပ်အသင်းတွေအများကြီးရှိလာပါတယ်။ဒါပေမဲ့ Henry ကတော့ Arsenal နဲ့ Wenger အပေါ်မှာသစ္စာရှိလွန်းခဲ့ပါတယ်။ပြန်မဲ့ခံစစ်မှုတွေအတွက်တော့ Henry ဟာကြောက်စရာအကောင်းဆုံးဘိုးမူကြီးတယောက်လိုသူ့ကိုတားဆီးဖို့ဆိုတာမဖြစ်နိုင်တော့ပါပဲ။လီဗာပူးအသင်းကိုလိန်ခောက်ပြီးတော့သွင်းသွားတဲ့ကိုစပါးအသင်းကိုကွင်းတွက်လောက်ကနေဆွဲပြေးပြီးတော့သွင်းသွားတဲ့ကိုReal Madrid Queen ထဲမှာ Galacticos တွေအားလုံးကိုကြော်ဖြတ်ပြီးတော့သွင်းသွားတဲ့ကိုဒီလိုဂိုးတွေဟာ Henry ရဲ့ခြေစွမ်းကိုတက်တည်ပြနေတဲ့အရာတွေပါ။ဒါပေမဲ့အချစ်စိတ်တွေပြင်းထန်နေပေမဲ့ကံကြမ္မာကမျက်နှာသာမပေးခဲ့တဲ့ဖြစ်ပျက်တစ်ခုလည်းရှိခဲ့ပါတယ်။အဲ့ဒါကတော့2006ခုနှစ်ချန်ပီယံလိဗိုလ်လုပွဲပါ။ဘာစီလိုနာအသင်းကိုရှုံးနိမ့်ခဲ့ရတဲ့အဲ့ညက Henry အတွက်ရော Arsenal ပြည်သက်တွေအတွက်ပါအမှောင်မိုက်ဆုံးညတစ်ညဖြစ်ခဲ့ပါတယ်။အသင်းကောင်းဆောင်တယောက်အနေနဲ့ဖလားကိုကင်မြောက်ခွင့်မရခဲ့တဲ့သူ့ရဲ့မျက်ရည်တွေဟာ Highbury Queen ရဲ့နောက်ဆုံးနှုတ်ဆက်ပွဲနဲ့အတူရောရှက်သွားခဲ့ပါတယ်။အချိန်ကာလအနည်းငယ်ကြာပြီးတဲ့နောက်မှာတော့ Emirates Queen ကြီးစီအသင်းပြောင်းရွှေ့ပြီး2009ခုနှစ်မှာတော့ Henry ဟာချန်ပီယံလိအိမ်မက်ကိုအကောင့်ထည့်ဖို့အတွက်စပိန်ကလပ်ဘာစီလိုနာအသင်းကိုပြောင်းရွှေ့သွားပါတယ်။ Arsenal ပြည်သက်တွေအတွက်ကတော့ကိုယ့်ရဲ့ချစ်ရဆုံးချစ်သူကကိုယ့်ကိုထားရိတ်ခဲ့တယ်လို့ရင်ကွဲနာကြခဲ့ရတဲ့အချိန်ကာလတွေပေါ့ဗျာ။ဘာစီလိုနာမှာသူလိုချင်တဲ့ချန်ပီယံလိဖလားရခဲ့ပေမဲ့သူ့ရဲ့နှလုံးသားကတော့လန်ဒန်မြောက်ပိုင်းမှာပဲကျန်ရစ်ခဲ့တာပါ။ဒီလိုနဲ့အချိန်ကာလတွေကုန်လွန်ပြီးတော့2012ခုနှစ်ကိုရောက်လာတဲ့အခါမှာတော့တစ်ချိန်လုံးကဘီရင်ကြီးဟာသူ့ရဲ့နိုင်ငံတော်စီကိုခစ်တအလဲပြန်ရောက်လာခဲ့ပါတယ်။ American Club New York Red Bulls အသင်းကနေ Arsenal အသင်းစီကိုအငှားစာချုပ်နဲ့ပြန်လာခဲ့တာပါ။အသက်အရွယ်အရအရင်လိုမမြန်ဆန်တော့ပေမဲ့သူ့ရဲ့သွေးကြောတွေက Arsenal DNA ကတော့ပျောက်ကွယ်မသွားခဲ့ပါဘူး။အဲ့ဒီအပြန်လန်ခီးစဉ်မှာအမိုက်စားဇက်ဝင်ငန်းတစ်ခုရှိခဲ့ပါတယ်။ FA ဖလားမှာ Leeds United နဲ့ကစားရတဲ့ပွဲပေါ့။ပွဲချင်း68မိနစ်မှာလူစားဝင်လာတဲ့ Henry ဟာပွဲချင်း88မိနစ်မှာသူ့ရဲ့ဂုံမှတ်စိတ်ဖြစ်တဲ့ဘယ်ဘက်ချမ်းကနေဂိုးထောင်တွေကိုကိုကွေးလေးသွင်းယူပြီးတော့ Arsenal အတွက်အဖိုးတန်အနိုင်ဂိုးကိုသွင်းယူပေးခဲ့ပါရတယ်။ဂိုးသွင်းပြီးမှနီးပြရီဝင်းကားစီကိုပြေးသွားပြီးတော့ဖက်လိုက်တဲ့မြင်ကွင်းဟာ Arsenal ပြည်သက်တွေအားလုံးကိုမျက်ရည်ကျစေခဲ့ပါတယ်။ပြင်းတစ်ပါးဟာသူ့ရဲ့ထီနန်းကိုခစ်တပြန်လဲသိမ်းပိုက်လိုက်တဲ့အခိုက်အတန့်ပါပဲ
ဒီကယ်တော့ Onry ဟာအာဆနယ်အသင်းအတွက်ပွဲပေါင်း389ပွဲကစားပေးခဲ့ပြီးတော့သွင်းဂိုး228ဂိုးနဲ့အသင်းသမိုင်းလျှောက်ဂိုးအများဆုံးသွင်းယူထားသူ all time top scorer အဖြစ်ခုထိရပ်တည်နေစေပါ Thierry Henry ဆိုတဲ့လူတစ်ယောက်ဟာတာမန်ဘောလုံးသမားတစ်ယောက်ရဲ့အောင်မြင်မှုသက်သက်ကိုပြသထားတာမျိုးမဟုတ်ပါဘူးပြင်းတဲ့ကောင်လေးတစ်ယောက်လန်ဒန်မြို့မှာလာရောက်ကြီးစိုးသွားတဲ့အကြောင်းဘောလုံးစားနည်းကိုနုပညာတစ်ခုလိုဖန်တီးပြသွားတဲ့အကြောင်းနဲ့နေပြနေစားသမားကလပ်သင်းနဲ့ပရိသတ်ကြားကဖျက်တောက်လို့မရတဲ့တန်ရုံးစဉ်အကြောင်းတွေကိုပါပြသထားပါတယ်။ Onry တခြားတိုက်စစ်မှုတွေလိုခွန်အားတက်တက်နဲ့ကစားသူမဟုတ်ပါဘူး။သူ့စီမှာ Vava Vom လို့ခေါ်တဲ့အတူယူလို့မရတဲ့မာန၊ကြက်တည်ရှိမှုနဲ့လှပမှုတွေပေါင်းစပ်နေပါတယ်။အင်္ဂလိပ်ဘောလုံးလောကရဲ့ကြမ်းတမ်းတဲ့ခံစစ်မှုတွေကိုသူ့ရဲ့အပြုံးလေးတစ်ချက်ခြေပြားလေလေးတစ်ချက်နဲ့အဆက်ခွဲနိုင်ခဲ့သူပါ။ Dennis Bergkamp, Patrick Vieira, Robert Pires တို့လိုထိပ်တန်းကစားသမားတွေအများကြီးရှိခဲ့ပေမယ့်အာဆနယ်အသင်းရဲ့အကြီးကျယ်ဆုံးကစားသမားနံပါတ်1နေရာကိုရွေးချယ်ပါဆိုရင်ဘယ်သူမှမဆို Thierry Henry ကိုပဲညွှန်ပြကြမှာအသေးကြပါပဲ။ အာဆနယ်ဆိုတဲ့နာမည်ကိုကြားလိုက်တာနဲ့ Henry ဆိုတဲ့ပုံရိပ်ကတွဲလျက်ပါလာတာဟာသူဘလောက်ကြီးကျယ်ခမ်းနားသလဲဆိုတာကိုပြသနေတာပါပဲ။ဒီနေ့တော့လောက်ပါပဲဗျာ။နောက်များမှာလည်းအခြားသောဂန်တွင်ကစားသမားတွေရဲ့အကြောင်းကိုစင်စက်မပြတ်တင်ဆက်ပေးနေမှာမို့ကျွန်တော်ရဲ့ Champion Corner Page လေးကို Like and Follow လုပ်ထားပေးပါဦး။အားပေးကြတဲ့ပရိသတ်များလည်းစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေလို့ Champion Corner ဝိုင်းတော်သားများကဆုတောင်းပေးလိုက်ပါတယ်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။